အားလုံးပဲမင်္ဂလာပါနော်ဒီဗီဒီယိုလေးမှာတော့မမင်ကဒီကလစ်ထိုးနီးလေးကိုထိုးပြပေးပါမယ်နော်သုံးထားတဲ့ရှီကတော့မစ်ကော့တွန်ဖိုးပလိုင်းကိုပဲသုံးထားတယ်နော်အဆိုင်2 mm ကိုသုံးပြီးတော့ထိုးပါမယ်နော်ကလစ်ကမမင်ကဒီလိုမျိုးကလစ်အဝိုင်းလေးကိုသုံးပြီးတော့ထိုးပါတယ်နော်ဒါဆိုရင်ဒီကလစ်လေးကိုစပြီးထိုးပြပါမယ်နော်အရင်ဦးဆုံးဒီရှီရောင်လေးနဲ့ကလစ်အောက်ခံလေးထိုးပါမယ်နော်ကလစ်အောက်ခံထိုးတဲ့အခါမှာအကောင်းစားနေနဲ့မထိုးဘဲနဲ့ဒီလိုမျိုးအဟောင်းလေးတွေနဲ့ထိုးပေးပါနော်โอเคဒီလိုမျိုးကလေးလေးကိုဖွင့်လိုက်မယ်နော်ပြီးရင်ဒီခြီလေးကိုခွင်းရှင်လေးလှုပ်လိုက်ပါမယ်နော်ခွင်းရှင်လေးလှုပ်ပြီးပြီဆိုရင်ဒီမှာဒီကလေးရဲ့ဒီညာလေးကနေဝင်ပြီးတော့ထည့်လိုက်မယ်နော်တိုင်တိုလေးထိုးလိုက်မယ်နော်ပြီးရင်ဖုန်မီ3ကထိုးပါမယ်ဖုန်မီ3ကထိုးပြီးဒီဘက်ချမ်းကိုလာမယ်နော်ဘက်ချမ်းကိုလာပြီးတိုင်တိုလေးတွေထိုးသားပါမယ်နော်ဒီဘက်တစ်ချမ်းကိုတိုင်တိုလေးတွေ14တိုင်းဒါမှမဟုတ်15တိုင်းထိုးသွားလို့ရတယ်နော်ဒီနေရာမှာမင်းပြောချင်တာကဒီမင်းထိုးတိုင်းတဲ့ကလေး site ထန်နည်းနည်းကြီးသွားလို့ရှိရင်လည်းတိုင်တိုလေးတွေဆန့်တလောက်ထိုးသွားလို့ရရင်နော်တိုင်တိုဘယ်နှချက်ရဲ့လို့တတ်မှတ်မထားပါဘူးနော်ကိုအဆင်ပြေသလိုတိုင်တိုလေးတွေကိုထိုးသွားလို့ရတယ်နော်ဒီကလေးရဲ့တချမ်းလေးကနေထိုးသွားမယ်နော်တိုင်တိုလေးတွေဒီမှာတိုင်တိုလေးတွေဒီတစ်ချမ်းကိုထိုးပြီးပြီဆိုရင်ဒီထိတ်လေးကိုရောက်မယ်နော်ဒီထိတ်လေးကိုရောက်ပြီဆိုရင်လည်းတိုင်တိုလေးတွေ3တိုင်သို့မဟုတ်4တိုင်လောက်ထိုးသွားလို့ရပါတယ်နော်ထိတ်လေးမှာကြတော့နည်းနည်းထိုးရတာကတိကတက်လေးတော့ထိုးရပါတယ်နော်โอเคဒီမှာဒီထိတ်သေးမှာထိုးပြီးပြီဆိုရင်လည်းဒီဘက်တစ်ချမ်းလေးကိုတိုင်တိုလေးတွေနဲ့ပြန်ပြီးတော့ထိုးလာပါမယ်နော်ဒီမှာဒီဘက်ချမ်းလေးမှာလည်းထိုးလာပြီးပြီဆိုရင်เนาะဒီထိတ်လေးကိုရောက်ပြီဆိုရင်ဒီဖုန်မီ3ချက်စားထားတဲ့နေရာလေးမှာเนาะတိုင်လက်လေး3တိုင်ထိုးလိုက်ပါမယ်เนาะဒီလိုမျိုးတိုင်လက်လေး3တိုင်ထိုးပြီးပြီဆိုရင်ပထမဆုံးဒီဘက်ရဲ့တိုင်တိုးရဲ့ထိတ်လေးမှာချက်ကော်လေးနဲ့ရှည်လိုက်ပါမယ်เนาะဒီလိုမျိုးလေးပြီးရင်ဒီစလေးကိုညှက်ထုတ်လိုက်ပါเนาะဒီလိုမျိုးလေးရပြီဆိုရင်ဖုန်မီ3ကထိုးမယ်เนาะဖုန်မီ3ကထိုးပြီးဒီရီစလေးကိုလွှတ်လိုက်မယ်เนาะပြီးရင်နဘေးကလေးရဲ့တိုင်တိုးတစ်ပေါက်ကိုကြော်မယ်เนาะနောက်တစ်ပေါက်ကနေအက်ကိုထိုးထည့်ပြီးဒီရီစလေးကိုဆွဲယူလာလိုက်မယ်เนาะဒီလိုမျိုးလေးเนาะပြီးရင်ဖုန်မီ3ကပြန်ထိုးဖုန်မီ3ကထိုးပြီးတော့ရီစလေးကိုလွှတ်မယ်နဘေးကလေးရဲ့တစ်ပေါက်ကြော်မယ်နောက်တစ်ပေါက်ကနေဒီစလေးကိုဆွဲယူလာလိုက်မယ်เนาะဒီလိုမျိုးလေးเนาะဒီလိုမျိုးလေးအနားလေးတွေကိုသွားလိုက်တယ်เนาะပြီးရင်ဖုန်မီ3ကပြန်လို့ဖုန်မီ3ကထိုးပြီးဒီရီစလေးကိုလွှတ်လိုက်မယ်နဘေးကလေးတိုင်တို့တစ်ပေါက်ကြော်မယ်နောက်တစ်ပေါက်ကနေရီစလေးကိုဆွဲယူလာလိုက်မယ်เนาะဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးပဲပတ်လေဒီနားကြီးရအောင်ဒီနားကြီးရအောင်ထိုးလာနိုင်မယ်နော်ဒီမှာမင်းနဘေးအနားလေးတွေကိုပတ်လေထိုးလာပြီးရှီစလေးကိုပါတခါတည်းတင်လိုက်တယ်နော်ပြီးရင်ဒီညမှာပွင့်ဖက်လေးကိုထိုးပြပါမယ်နော်ပွင့်ဖက်လေးကိုထိုးဖို့အတွက်ဒီရှီဖြူရောင်လေးနဲ့ထိုးပါမယ်နော်ရှီဖြူရောင်လေးနဲ့အရင်ဆုံးမကြည့်ဝင်လုံးမယ်နော်ပြီးရင်ဒီမကြည့်ဝင်လေးကနေဖွင့်မီလေးတစ်ခါအရင်တက်လိုက်မယ်နော်ပြီးရင်ဒီမကြည့်ဝင်လေးကနေတိုင်တို9တိုင်ထိုးပါမယ်နော်ဒီကို9တိုင်ထိုးပြီးပြီဆိုရင်ဒီဝိုင်းလေးကိုဆွဲစီလိုက်မယ်နော်ဒီလိုမျိုးလေးဆွဲစီပြီးပြီဆိုရင်ဒီနေရာမှာပထမဆုံးတိုင်တိုရဲ့အထိတ်လေးရနေချက်ကော်လေးနဲ့ရှိတ်လိုက်မယ်နော်ဒီလိုမျိုးချက်ကော်နဲ့ရှိတ်ပြီးပြီဆိုရင်ဖုန်မီ4ကထိုးမယ်နော်ဖုန်မီ4ကထိုးပြီးအမှ2ခါရင်းမယ်နော်အမှ2ခါရစ်ပြီးဒီမှာဖုန်မီ4ချက်တက်လိုက်တဲ့ပထမဆုံးတိုင်တိုရဲ့အထိတ်လေးမှာပဲနော်2ရစ်တင်တိုင်တစ်ပေါက်ထဲမှာ3တိုင်ထိုးပါမယ်နော်ဒီ
2 3နော်ဒီလိုမျိုး2ရစ်တင်တိုင်း3တိုင်ရပြီဆိုရင်နောက်တစ်ပေါက်မှာတစ်ခါထိုးမယ်နော်2ရစ်တင်တိုင်း3တိုင်နော်တစ်ပေါက်ထဲမှာထိုးပါမယ်နော်1 2 3နော်ဒီလိုမျိုး2ရစ်တင်တိုင်း3တိုင်ရပြီဆိုရင်ဖုတ်မီ4ကထိုးဖုတ်မီ4ကထိုးပြီးဒီ2ရစ်တင်တိုင်းထိုးထားတဲ့ပေါက်ထဲမှာပဲရှက်ကော်လေးနဲ့ချိန်လိုက်ပါမယ်နော်ဒီလိုမျိုးလေးပြီးရင်ဖုတ်မီ2ခါထိုးလိုက်မယ်နော်ဖုတ်မီ2ခါထိုးပြီးဒီဘက်ကိုလှည့်လိုက်မယ်နော်ဒီဘက်ကိုလှည့်ပြီးတော့ဒီမှာပထမဆုံး2ရစ်တင်တိုင်း3တိုင်ထိုးထားတဲ့ဒီအပေါက်ထဲကနေပြီးတော့ပဲထိုးလိုက်မယ်နော်တိုင်တိုလေးနဲ့လှမ်းပြီးတော့ချိန်လိုက်ပါမယ်နော်ဒီလိုမျိုးလေးနော်နောက်ကျော်ဘက်ကလေးကနေတိုင်တိုလေးနဲ့ဒီလိုချိန်လိုက်မယ်နော်ပြီးရင်ဖုတ်မီ4ကထိုးဖုတ်မီ4ကထိုးပြီးဒီလိုမျိုးလေးလှည့်လိုက်မယ်နော်လှည့်ပြီးအမှ2ခါရစ်ပြီးတော့ဒီမှာဖုတ်မီ2ချက်ရှားထားတဲ့ဒီနေရာလေးကနေ2ရစ်တင်တိုင်း3တိုင်ထိုးပါမယ်နော်1 2 3နော်ဒီလိုမျိုး2ရစ်တင်တိုင်း3တိုင်ထိုးပြီးပြီဆိုရင်အမှ2ခါပြန်ရစ်အမှ2ခါပြန်ရစ်ပြီးတော့ဒီမှာဒီပွင့်ဖက်ရဲ့နဘေးကက်လေးရဲ့နော်ဒီပွင့်ဖက်ထိုးလိုက်တဲ့နဘေးကက်လေးရဲ့တိုင်တိုရဲ့အပေါက်ထဲကနေ2ရစ်တင်တိုင်း3တိုင်ပြန်ပြီးတော့ထိုးပါမယ်နော်1 2 3နော်ဒီလိုမျိုး2ရစ်တင်တိုင်း3တိုင်ရပြီဆိုရင်အမှဖုတ်မီ4ကပြန်ထိုးမယ်နော်ဖုတ်မီ4ကထိုးပြီးဒီမှာ2ရစ်တင်တိုင်းထိုးထားတဲ့ပေါက်ထဲမှာပဲရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်နော်ဒါဆိုရင်ဒီမှာပွင့်ဖက်2ခုရပါပြီနော်ဒီလိုမျိုးလေးနော်ပွင့်ဖက်လေးတွေကဒီလိုမျိုးထပ်နေတဲ့ပုံစံမျိုးလေးပါနော်ဒီလိုမျိုးထူထားတယ်နော်ပြီးရင်နောက်ထပ်ပွင့်ဖက်ကိုထိုးမယ်ဆိုရင်လည်းဖုတ်မီ4ကထိုးမယ်ဖုတ်မီ2ခါထိုးမယ်နော်ဖုတ်မီ2ခါထိုးပြီးဒီလိုမျိုးလှည့်လိုက်မယ်နော်လှည့်ပြီးတော့ဒီမှာပထမဆုံး2ရစ်တင်တိုင်း3တိုင်ထိုးထားတဲ့ဒီအပေါက်ထဲရမယ်နော်အဲ့ဒီအပေါက်ထဲကပဲတိုင်တိုလေးနဲ့လှမ်းပြီးတော့ချိန်လိုက်မယ်နော်ဒီလိုမျိုးနော်ပြီးရင်ဖုတ်မီ4ကဖုတ်မီ4ကထိုးပြီးပြန်လှည့်မယ်နော်ပြန်လှည့်ပြီးဒီမှာဖုတ်မီ2ချက်ရှားထားတဲ့အပေါက်ထဲကနေနော်ဖုတ်မီ2ချက်ရှားထားတဲ့အပေါက်ထဲကနေ2ရစ်တင်တိုင်း3တိုင်ထိုးပါမယ်နော်1 2 3နော်ဒီမျိုး2ရစ်တင်တိုင်း3တိုင်ရပြီဆိုရင်ဒီမှာဒီပွင့်ဖက်ရဲ့နဘေးကက်လေးရဲ့တိုင်တိုရဲ့အပေါက်ထဲမှာနော်2ရစ်တင်တိုင်း3တိုင်ပြန်ထိုးပါမယ်နော်နော်ဒီလိုမျိုး2ရစ်တင်တိုင်း3တိုင်ရပြီဆိုရင်ဖုတ်မီ4ကထိုးပြီးဒီ2ရစ်တင်တိုင်းထိုးထားတဲ့အပေါက်ထဲမှာပဲရှက်ကော်လေးနဲ့ပြန်ချိန်မယ်နော်โอเคနော်ဒီလိုမျိုးလေးပဲထိုးသွားပါနော်ပွင့်ဖက်လေးစုစုပေါင်း6ခုရှိရပါမယ်နော်ဒီလိုမျိုးလေးနော်ဒီမှာမင်းပွင့်ဖက်6ခုထိုးလာပြီးနောက်ဆုံးပွင့်ဖက်မှာကြတော့ဖုတ်မီ4ချက်နောက်ဆုံးမှာထိုးလိုက်တယ်နော်ထိုးပြီးတော့ဒီမှာဒီ2ရစ်တင်တိုင်း3တိုင်ထိုးထားတဲ့အပေါက်ထဲမှာ
အကူထိုးထည့်မယ်စီသားလေးကိုဒီလိုမျိုးဆွဲယူလာမယ်နော်မဖြုတ်သေးဘူးနော်ဒီနေရာမှာမဖြုတ်သေးပဲနဲ့ဒီမှာပထမဆုံးပွင့်ဖက်ရဲ့နော်2ရစ်တင်တိုင်း3နိုင်ထိုးထားတယ်နော်အဲ့ဒီတိုင်တိုအပေါက်ကိုကြော်မယ်ပြီးရင်နောက်တစ်ပေါက်တိုင်တိုနော်တိုင်တို2ရစ်တင်တိုင်း3နိုင်ထိုးထားတယ်နောက်တစ်ပေါက်နော်အဲ့ဒီတိုင်တိုရဲ့ဒီနာလေးနော်ဒီအပေါက်ကနေစီစားလေးကိုဆွဲယူလာပြီးတော့ဒီမှာအပေါ်ကဂွင်း2ဂွင်းကိုအကုန်ဖြုတ်လိုက်ပါမယ်နော်ဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးဖြုတ်ပြီးစီစားလေးကိုဒီတိုင်းလေးပဲထားလိုက်ပဲနော်ထားလိုက်ပြီးဒီအနောက်ကပြန်သွားမယ်နော်အနောက်ကပြန်သွားပြီးဒီမှာဒီဒုတိယမြောက်တိုင်တိုရဲ့အပေါက်ထဲမှာပဲနော်ဒီပွင့်ဖက်ထိုးထားတယ်နော်ဒီဒုတိယမြောက်တိုင်တိုရဲ့အပေါက်ထဲမှာပဲဒီမှာဒီစားလေးကိုဆွဲယူလာလိုက်မယ်နော်ဒီလိုမျိုးလေးနော်ဆွဲယူလာပြီးဒီနေရာမှာဖုံးမီလေးတစ်ချက်ထိုးလိုက်မယ်နော်ဖုံးမီလေးတစ်ချက်ထိုးပြီးစီစားလေးကိုတူလေးပဲဖြတ်လိုက်မယ်နော်ညမှာတူလေးဖြတ်လိုက်လို့ရတယ်နော်ဒါကပြုတ်မထွက်ပါဘူးနော်တည်ချာလှုပ်ထားအောင်ဆိုတော့နော်ပွင့်ဖက်လေးထိုးပြီးပြီဆိုရင်အထက်ကဝတ်ဆန်လုပ်ဖို့အတွက်ဒီရှီလေးရောင်လေးနဲ့ပေါ့နော်ခြေစားကိုရှီလေးဖြတ်ပြီးတော့ချုပ်ဝက်လေးထည့်လိုက်တယ်နော်ချုပ်ဝက်လေးထည့်ပြီးဒီမှာဒီပွင့်ဖက်ရဲ့ဒီအလဲတက်တဲ့ကနေအက်ကလေးကိုထိုးထည့်လိုက်ပါမယ်နော်ဒီမျိုးလေးဒီအနောက်ကခြေစားလေးကိုတူလေးပဲထားပြီးလက်ကလေးနဲ့ဖိထားလိုက်ပါနော်ပြီးရင်ဒီကြိုးစာလေးကိုလက်ညှိုးလေးပေါ်တင်လိုက်မယ်နော်လက်ညှိုးပေါ်တင်ပြီးတော့ဒီမှာအမှ2ခါရစ်ပြီးတော့ပေါ့နော်ဒီမှာဒီတိုင်တိုရဲ့ဒီမှာတိုင်တို9တိုင်ထိုးလာတယ်နော်အဲ့ဒီ9တိုင်ထိုးလာတဲ့ဒီနာလေးကနေပြီးတော့ပဲနော်မင်းလောက်ပြတာကြီးပဲကြည်သွားနော်ရှင်းပြတာဒီညာကြောက်သိမ့်ရှင်းပြလို့အဆင်မပြေဘူးပေါ့နော်ဒီလိုမျိုးလေးစားလေးကိုဆွဲထိုးလိုက်မယ်နော်ဒါဆိုရင်ဒီမှာဒီလိုမျိုးအဖို့လေးတစ်ခုရပြီနော်ပြီးရင်ဒီအလဲကနေပြီးတော့ပဲတစ်ခါအခလေးကိုထိုးထည့်လာမယ်နော်ထိုးထည့်လာပြီးသောနာလိုပဲ2ရစ်လိုက်မယ်နော်လက်ညှိုးလေးပေါ်တင်ပြီးတော့2ရစ်ပြီးနောက်ထပ်တိုင်တိုရဲ့အပေါ်ကနေဒီလိုမျိုးလေးလှုပ်လိုက်မယ်နော်ဝစ်ဆန်လေးနော်ဒါဆိုရင်ဒီမှာ2ခုရပြီနော်ဒီမှာတိုင်တို9တိုင်ရှိတယ်ဆိုတော့ဒီလိုမျိုးဝစ်ဆန်လေး9ခုရအောင်လုပ်သွားလိုက်ပါနော်ပြီးရင်ဝစ်ဆန်လေးကိုဒီအလဲတက်မှာတစ်ခုပေါ့နော်စုစုပေါင်း8ခုနော်8ခုမင်းလောက်ပြသလိုမျိုးလေးပဲအခလေးမှာရစ်သွားပြီးတော့လှုပ်သွားလိုက်ပါနော်ဒီမျိုးလေးနော်မင်းဒါလေးကိုမင်းလှုပ်ပြီးပြန်ပြပေးပါမယ်နော်မင်းအထက်ကဝစ်ဆန်လေးတွေလှုပ်လိုက်တယ်နော်ပြီးရင်ဒီမှာဒီကလေးမှာဒီနေရာလေးကနေနော်ဒီလိုမလှတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကနေကလေးလေးကိုအကော်လေးနဲ့ဒီပန်းမွင်လေးကိုကတ်လိုက်ပါမယ်နော်မင်းကတ်ပြီးပြန်ပြပေးပါမယ်နော်မင်းကလေးလေးကိုကော်လေးနဲ့ကတ်လိုက်ပါမယ်နော်ဒီလိုမျိုးလေးကတ်ထားပါတယ်နော်ဒါဆိုရင်ကလစ်လေးထိုးလို့ပြီးပါပြီနော်ဒီဗီဒီယိုလေးကိုမင်းဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နော်